ရင်ကချက်ပိုက်စာတွေပို့တုံးနေရတယ်လို့ပဲဒါပေမဲ့ဝယ်လို့ရတဲ့ပစ္စည်းတွေကတော့နေလာတယ်အဲ့လိုမျိုးခန်းစားချက်မကြသေးခင်ကကြုံဖူးကြမယ်လို့ထင်ပါတယ်ဒီနေ့ဒီရှင်းလင်းတင်ဆက်မှုမှာအဲ့ဒီခန်းစားချက်ရဲ့နောက်ွယ်ကတကယ်အကြောင်းရင်းကိုအတူတူလေ့လာကြည့်ကြရအောင်ပါကဲဒီမှာကြည့်လိုက်ရအောင်ဒါကလေနေ့စဉ်ဘဝနဲ့အမတန်မှကိုနီးစပ်တဲ့ဥပမာလေးတစ်ခုပေါ့မနစ်ကဆိုထမင်းတပွဲကို1000ကျပ်ပေးရတယ်အခုဒီနေ့မှာတော့1500ကျပ်ဖြစ်သွားပြီဆိုတော့ဒီနေ့တွင်းမှာ90ရာခိုင်နှုန်းတက်သွားတာဗျာတော်တော်လေးကိုများတဲ့ပမာဏနော်ပြီးတော့ဒါကထမင်းတပွဲတဲမှာတင်ဖြစ်နေရလေမဟုတ်ဘူးလေ ဒါဆိုတကယ်မေကွန်းကြီးကပေါ်လာသည်ဘာဒီဖြစ်နေတာလဲတကယ်တမ်းမှာဘာဖြစ်လို့ကင်တာတွေပိုက်ဆံနေရဲ့ဝယ်နိုင်စွမ်းအားကတဖြည်းဖြည်းနဲ့ကြားကြလာရတာလဲကဲဒီနောက်ွယ်ကအကြောင်းရင်းကိုအတူတူဆက်ပြီးကြည့်ကြရအောင်ဒီလိုဖြစ်စဉ်အတွက်စီးပွားရေးပညာမှာတသက်မတ်နာမည်တစ်ခုရှိပါတယ်အဲ့ဒါကို inflation လို့ခေါ်ပါတယ် inflation ဆိုတဲ့စကားလုံးကဖောင်းပွေစေတယ်လို့အဓိပ္ပာယ်ရတဲ့လက်တင်စကားလုံးကနေဆင်းသက်လာတာပါပြောရရင်ပူပေါင်းတစ်လုံးလိုပဲစင်းနှုံးတွေဖောင်းပွေတက်လာတာကိုဆိုလိုတာပေါ့ဟုတ်ပါပြီအခုပိုက်ဆံတန်ဖိုးကိုတိတ်တဆိတ်ချင်းချောင်းနေတဲ့တရားခန့်ကိုသိပြီဆိုတော့သူကဘလို့အလုံးလုံးတယ်လဲဆိုတာကိုအသေးစိတ်လေးလာကြည့်ကြရအောင်သူရဲ့အလုံးလုံးပုံကိုနားလဲမှသူရဲ့တရားမှုကိုလည်းပို့ပြီးသဘောပေါက်နိုင်ပါလေ inflation ဆိုတာဘာလဲလို့ရှင်းရှင်းလေးပြောရရင်လေအချိန်တစ်ခုကြာလာတဲ့အခါမှာပေါ့ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေရဲ့ဈေးနှုန်းတွေကတဖြည်းဖြည်းနဲ့မြင့်တက်လာတာကိုခေါ်တာပါအဲ့ဒီကအချက်ကဘာလဲဆိုတော့ပိုက်ဆံရဲ့တန်ဖိုးကျသွားတာပဲပိုက်ဆံရဲ့ဝယ်နိုင်စွမ်းအားကရောသွားတာပေါ့ဥပမာအပေါက်ပါနေတဲ့ရေပုံးတစ်ပုံးကိုမြင်ရောင်ကြည့်လိုက်ပါအဲ့ဒီပုံးထဲကိုရေဘလောက်ပဲဖြည့်ဖြည့်တဖြည်းဖြည်းရိုးစိမ့်ဖြစ်သွားတယ်လို့ပဲကျွန်တော်တို့ရဲ့ပိုက်ဆံတန်ဖိုးကလည်းအဲ့လိုပဲတဖြည်းဖြည်းနဲ့ရောနှမ်းသွားတာပါဒါဆိုရင်ဒီစင်းနှုန်းတွေကိုတတ်လာအောင်နောက်ွယ်ကနေတွန်းအားကွေးနေတဲ့အရာတွေကဘာတွေဖြစ်မလဲ inflation ကိုဖြစ်စေတဲ့အထူးကမောင်းနှင်းအားကြီး၄ခုကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ပထမအချက်ကပိတ်ဆံအရေးအတွက်များလာတာပါဥပမာအစိုးရကပိတ်ဆံတွေအများကြီးရိုက်ထုတ်လိုက်တယ်ဆိုပါစို့ဈေးကွက်ထဲမှာပိတ်ဆံတွေပေါ်လာတဲ့အခါလူတွေကပိုသုံးလာပြီးဈေးတွေတက်လာတော့တာပဲဒုတိယအချက်ကတော့ထုတ်လုပ်မှုကုန်ကျစရိတ်တွေမြင့်တက်လာတာပါ73စီဈေးတို့အလူသမားလားစာတို့တက်လာရင်ကုန်ပစ္စည်းထုတ်လုပ်တဲ့ကုန်ကျစရိတ်ကလည်းလိုက်တက်လာတော့ရောင်းလျက်တက်လာတာပေါ့တတိယအချက်ကတော့သွင်းကုန်နဲ့ငွေလဲနှုန်းပြဿနာတွေပါရှင်းလေးပါဒီဘက်ကပစ္စည်းတွေဈေးကြီးလာရင်ပြည်ရင်းဈေးကွက်ကိုလည်းလာပြီးရိုက်ခတ်တာပဲနောက်ဆုံးတစ်ချက်ကတော့ရောင်းလို့အားနဲ့ဝယ်လို့အား supply and demand မမျှတတာပါရောင်းစရာကုန်ပစ္စည်းကနေနေပြီးဝယ်ချင်တဲ့သူကများနေရင်ဈေးကသူ့အလိုလိုတက်လာမှာပါပဲဒီရော inflation ကအမြဲတမ်းလူဆိုးကြီးပဲလားဒါမှမဟုတ်သူ့မှာကောင်းတဲ့ဘက်ချလေးတွေရောရှိနေနိုင်မလားတကယ်တော့လေသူ့ရဲ့တက်ရောက်မှုတွေကအဖြူအမြဲလို့တော့ပြက်ပြက်သားသားကြီးမဟုတ်ပါဘူးစိုးကျိုးတွေကတော့အရှင်းပါတယ်ဈေးနှုန်းတွေတက်လာပေမဲ့လဆန်ကလိုက်မတက်လိုက်ရင်နေထိုင်ရတာခက်ခဲလာမယ်။ဗန်ညမ်းမှာဆူထားတဲ့ပိုက်ဆံတွေရဲ့တန်ဖိုးကလည်းကျဆင်းသွားမယ်လေ။အထူးသဖြင့်ဝင်ငွေနေတဲ့သူတွေကပိုပြီးထိခိုက်ပါတယ်။ဒါပေမဲ့ကောင်းကျိုးလည်းရှိနိုင်ပါတယ်။တင့်တဲ့ inflation ကလူတွေကိုပိုက်ဆံဆူထားမဲ့အစားရင်းနှီးမြှုပ်နှံဖို့တိုက်တွန်းလို့ဖြစ်စေတယ်။အဲ့ဒါကစီးပွားရေးကိုလည်းပတ်စေပြီးလုပ်ငန်းတွေအမြဲရလာတဲ့အခါအလုပ်ကိုင်ခွင့်လန်းတွေပိုပြီးဖန်တီးပေးနိုင်တာပေါ့။ဒါပေမဲ့ဒီအချက်ကတော့လူအများစုရဲ့ယင်ထဲကိုတက်မမှန်ထိမှန်စေတဲ့အချက်ပဲဗျာ။လာစာမတက်ပိမဲ့စေးတက်နေထိုင်ခတ်ဆိုတာက inflation ရဲ့လူတွေကတက်ရောက်မှုဘလောက်ပြင်းထန်လေဆိုတာကိုထင်ဟပ်နေတဲ့စမ်းတမ်းနဲ့လက်တွေ့ဘဝပါပဲ။မဆိုးနေနဲ့ကြည့်ရမှာက inflation တိုင်းကတဒန်းနေလားဆိုတာပါ။ FA ကတော့မဟုတ်ပါဘူး။ inflation မှာအဆင့်တွေအမျိုးမျိုးရှိပြီးတချို့အဆင့်တွေကတခြားအဆင့်တွေထက်အများကြီးပိုပြီးအန္တရာယ်များပါတယ်။ဒီဘာချမှာပြထားတယ်လို့ပါပဲ။ပထမဆုံးက low inflation ပေါ့ဒါကတစ်နှစ်ကို 2% ကနေ 3% လောက်ပဲတက်တဲ့ပုံမှန်အခြေအနေဖြစ်ပြီးစီးပွားရေးအတွက်ကောင်းတယ်လို့တောင်ယူဆကြတယ်။ high inflation ကတော့တစ်နှစ်ကို 10% ကနေရာခိုင်နှုန်းအထိရှိနိုင်ပြီးစီးပွားရေးကိုစတင်ထိခိုက်ပါပြီ။နောက်ဆုံး hyper inflation ကတော့အလွန်ဆိုးတဲ့အခြေအနေပါ။ဥပမာဇင်ဘာဘွေနိုင်ငံလိုမျိုးပေါ့။အဲ့ဒီမှာဆိုပစ္စည်းစိတ်တွေကနာရီပိုင်းအတွင်း20တက်သွားတဲ့အခြေအနေမျိုးတွေကြုံခဲ့ရပြီးငွေကြေးစနစ်တစ်ခုလုံးပြိုလဲသွားနိုင်တဲ့အထိပါပဲ။ဒီတော့အားလုံးကိုပြန်ချုပ်လိုက်ရင်inflation ရဲ့အဓိကအနှစ်သာရကတကယ်ကိုရှင်းလေးပါပဲအချင်းကြာလာတာနဲ့မြပိတ်ဆံပမာဏအတူတူနဲ့ဝယ်လို့ရတဲ့အရာတွေနဲလာခြင်းပါပဲဒီတကြောင်မှတ်ထားလိုက်တာနဲ့ inflation ရဲ့အခြေခံကိုသဘောပေါက်သွားပါပြီဒီတင်ဆက်မှုရဲ့အဆုံးမှာအားလုံးအတွက်စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ခြင်းပါတယ်ဒီလိုမျိုးတိတ်တက်စိတ်တန်ဖိုးခိုးယူနေတဲ့အင်အားစုရဲ့ရန်ကနေကိုဆူဆောင်းထားတဲ့ငွေကြေးရဲ့တန်ဖိုးကိုကာကွယ်ဖို့ဘယ်လိုနီလန်းနေနဲ့လှုပ်ဆောင်နိုင်မလဲဒါကတော့အားလုံးအရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲ